FA ဖလားမှာထွက်ခဲ့ရပြီးအမိုရင်ဤပြောကြားချက်များကျွန်တော်တို့ရဲ့ပန်းတိုင်ကတော့ Premier League ဖလားကိုရယူဖို့ပါပဲဘယ်လောက်ကြာမလဲတော့မသိပါဘူးဒါပေမဲ့ဒါကကျွန်တော်တို့ရဲ့ပန်းတိုင်ဖြစ်ပြီးဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရှေ့ဆက်သွားမှာပါပထမပိုင်းဆုံးနာမှာဂိုးပေးလိုက်ရပြီးနောက်ဒုတိယပိုင်းမှာဂိုးသွင်းနိုင်ခဲ့ပါတယ်ကျွန်တော်တို့အတွက်ဖိအားပေးကစားဖို့ခက်ခဲခဲ့ပေမဲ့လုံနိုင်ခဲ့ပြီးဂိုးလည်းပြန်သွင်းနိုင်ခဲ့ပါတယ်ဒီပွဲမှာကျွန်တော်တို့အတွက်အကောင်းဆုံးအခွင့်အရေးတွေရရှိခဲ့တယ်လို့ထင်ပါတယ်နောက်ဆုံးမှာပင်နယ်တီဆိုတာကတော့ဘာမှမဆိုဖြစ်လာနိုင်တဲ့အရာမျိုးဖြစ်ပြီးဒီနေ့တော့ကျွန်တော်တို့အတွက်မဟုတ်ခဲ့ပါဘူးပင်နယ်တီကန်ကာနီးမှာလားကျွန်တော်ကကစားသမားတွေကိုစိတ်အေးဖြစ်နေစေဖို့ကြိုးစားပါတယ်သူတို့ကဒါဟာနီးစနစ်ပိုင်းဆိုင်ရာဖြစ်တယ်ဆိုတာသိပါတယ်ဒါပေမဲ့စိတ်အေးဖြစ်ပြီးယုံကြည်မှုရှိနေမှရပါမယ်ကျွန်တော်တို့မှာပန်းတိုင်တစ်ခုရှိပြီးဘာပဲဖြစ်ဖြစ်ရှေ့ဆက်သွားမှာပါဘာတွေဆက်ဖြစ်မယ်ဆိုတာသိဖို့မလွယ်ပေမဲ့ကစားသမားတွေကပိုကောင်းလာပြီးဒီ Premier League ကိုနားလည်လာတယ်ဆိုတာတော့တွေ့နေရပါပြီနောက်ဆိုပိုပြီးမြင်တွေ့ရပါလိမ့်မယ်ဒါပေမဲ့ကစားသမားတွေကိုပြန်လဲ recover ဖြစ်အောင်လုပ်ရပါမယ်သူတို့တကယ်ကိုပင်ပန်းနေကြပြီးလာမယ့်တပွဲအတွက်3ရက်ပဲအချိန်ရပါတယ်ပြီးတော့အဲ့ဒီပွဲက Old Trafford မှာ Arsenal နဲ့ကစားရမှာလေအမိုရင်ပြောနေတဲ့ United ရဲ့ပန်းတိုင်က Premier League ဖလားရယူဖို့ပါဆိုတဲ့စကားကိုဝင်းယွန်နေကဒါဟာnonအဆန်လိုက်တာလို့သုံးသပ်ခဲ့တဲ့အပေါ်အမိုရင်မှဒီအချိန်မှာလူတိုင်းကဖြစ်ပျက်နေတဲ့အရာအလုံးကိုသိတယ်ဆိုတာကျွန်တော်သိပါတယ်ကျွန်တော်လည်းသိပါတယ်ဒါကတကယ်ကိုလွယ်ကူပါတယ်ကျွန်တော်ကစားသမားဘိုးကပြီးဆုံးချိန်မှာဝေဖန်ရေးတယောက်ဖြစ်ခဲ့ပါတယ်ဒါကြောင့်ဒီလိုဝေဖန်သုံးသပ်ရတာတကယ်ကိုလွယ်ကူတယ်ဆိုတာလည်းကျွန်တော်သိပါတယ်ဟွိုင်လန်နေရာမှာချီတိုဝီကိုပုံမဦးစားပေးပြီးသုံးတော့မလားဆိုတဲ့အပေါ်နောက်ပွဲတွေမှာဘာမှမဆိုဖြစ်သွားနိုင်ပါတယ်ပြိုင်ဘက်ကိုကြည့်ရမယ်ကစားသမားတွေရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအခြေအနေကိုကြည့်ရပါမယ်ချီတိုဝီကလှုပ်ရှားမှုတွေတော်တော်ကောင်းတဲ့တိုးတက်ဖို့တော့အများကြီးလိုသေးတယ်သူကစားတာရိုးရိုးရှင်းရှင်းပါပဲကျွန်တော်ပြောနိုင်တာကနောက်ပွဲကိုအနိုင်ရဖို့အကောင်းဆုံးကစားသမားတွေကိုပဲရွေးချယ်မှာပါဂါနာချိုကအကူပြောင်းတွေရောဖန်တီးမှုတွေရောကောင်းပါတယ်1 by 1တွေမှာလည်းအဆင်ပြေတယ်အသင်းမှာလိုအပ်နေတဲ့အရာတွေကိုသူကပိုင်ဆိုင်ထားတယ်သူကောင်းကောင်းလေ့ကျင့်ခဲ့ပြီးသူကစားတာလည်းအဆင်ပြေပါတယ်လင်ဒီလော့လွဲချော်ခဲ့တဲ့အပေါ်လားတကယ်တော့သူကအရန်ယုံကြည်မှုရှိထားသူပါလေ့ကျင့်ရေးကွင်းမှာလည်းတေချာလေ့ကျင့်ထားခဲ့ပြီးဂိုးတွေလည်းဝင်းအောင်ကန်သွင်းနေကြပါ United အသင်းကဘာကြောင့်ဂိုးသွင်းခွင့်တွေကိုအသုံးမချနိုင်တာလဲတခါတလေကစားသမားတွေရဲ့အရေးသွေးကြောင်းလို့ထင်ပါတယ် Bruno Casemiro, Josh Zirkzee တို့ကအများကြီးတိုးတက်လာနေပါတယ်လာတဲ့ဘောလုံးတိုင်းကိုရယူနိုင်ဖို့အမြဲတမ်းကြိုးပမ်းနေပါတယ်ဒါဟာအခွင့်အရေးတွေဖန်တီးပေးနေတဲ့ကစားသမားတွေရဲ့အရေးသွေးပါပဲဂိုးသမားအန်ဒရေအိုနာနာအနေဖြင့်ပုံစံကောင်းရရှိဖို့ရုန်းကန်နေရဆဲဖြစ်သည့်တိုင်လာမယ့်ရာသီမှာ Manchester United အသင်းမှသာဆက်နေဖို့ရည်ရွယ်ထားသည့်နီးပြရူဘင်အမိုရင်ကနွေရာသီတွင်ဂိုးသမားအသစ်တအူခေါ်ယူဖို့ဆန္ဒရှိနေတော့လဲအိုနာနာကမူ United တီသာသူကစားခြင်းသည့်တစ်ခုတည်းသောကလပ်အသင်းအဖြစ်သတ်မှတ်ထားသည်